တရားလေးပြပေးရှာသည်ပရိစ္ဆာသမုပ္ပါတန်တရားစိတ်ဟရပြနေရအတီဒုက္ခခတိကိနေဒုက္ခခတိကိနေညာလူစုနီနိဗ္ဗာန်လမ်းပြသာသနာအာဇာနီညောင်ရီညင်တန်ကြားပြည်သက်များရှင်တက္ကရာ1298ခုနှစ်မှာဆရာတော်ဦးဝိမလဟာသက်တော်38နှစ်တိတ်ခါတော်18ဝါရှိနေခဲ့ပြီဖြစ်ပါတယ်ဆရာတော်ဟာအမရပူရမှာညဝအကျော်မော်ဖြစ်တယ်လို့မြောင်လေးပင်နဲ့မိုးကုတ်မြို့များမှာလည်းအဘိဓမ္မာဓမ္မကတိကဖြစ်နေအောင်မြင်ထင်ရှားတဲ့ဆရာတော်တစ်ပါးလည်းဖြစ်နေခဲ့ပြီဖြစ်ပါတယ်တရက်မှာတော့ဆရာတော်ဦးဝိမလဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မဲ့တော်မူခဲ့ပါတယ်အိမ်မက်ထဲမှာဆရာတော်ဟာကောင်းကင်ခီးနဲ့တိရိလင်္ကာနိုင်ငံတီဟိုသို့ကြွသွားပြီးမဟာဇီတော်ကြီးကိုဖူးမြော်ရတယ်။အဲ့ဒီဇီရီရင်ပြင်မှာလည်းအမှိုက်လဲပြီးဇီရီရင်ကနာဝတ်ပြုခဲ့ရတယ်လို့အိမ်မက်မြင်မဲ့တော်မူခဲ့ပါတယ်။အဲ့ဒီနောက်မကြခင်မှာပဲတီဟိုကျွန်းမဟာဇီတော်ဂောပကအဖွဲ့ထံမှစာတစ်စောင်ရောက်ရှိလာပါတယ်။စာထဲမှာတီဟိုကျွန်းမဟာဇီတော်ကြီးမှာလိုအပ်နေတဲ့စိန်ဖူးတော်အတွက်ဆရာတော်မှဥဆောင်ပြီးရွတ်ဆောင်ပေးပါရင်လို့ပါရှိပါတယ်။အိမ်မက်နဲ့အမှန်တကယ်ဖြစ်လာပုံအကြောင်းရတို့တိုက်ဆိုင်နေတာကြောင့်ဆရာတော်ကြီးဟာအလွန်တရာမှဝမ်းသာကြည်နူးသွားခဲ့ရပါတယ်။အဲ့ဒီအကြောင်းများနဲ့ပတ်သက်ပြီးမရပူရမင်္ဂလာတိုက်မှာဆရာတော်ဗဒနာအေဂါဓိပတိမှအခုလိုမိန့်ကြားတော်မူခဲ့ပါတယ်ရှင်။တေယိုကျွန်းမဟာစီရီကောပကဘွဲကရေးခဲ့တဲ့စာရဆိုလို့ရှိရင်အချင်းချင်းကတော့မြန်မာပြည်မိုးကုတ်မြို့ဟာတရားစာတကြောင်းမြတ်ရတနာပေါ်များကြွားတော်မျိုးကြားသိရပါတယ်။ယခုအခါတေယိုကျွန်းမဟာစီရီတော်ကြီးအတွက်စေမှုတော်လိုအပ်နေပါလား။ရင်းစေမှုတော်ရရှိရန်ဆရာတော်ဘုရား၏ဥဆောင်ရေးဆောင်ရွက်ပေးပါလေ။ပြည့်မြတ်အောင်မြင်နေမဟုယုံကြည်ကြပါကြောင်းဆောင်ရွက်ပေးတော်မူပါရန်ဆရာတော်ဘုရား၏အားယူသေးလေးမြတ်စွာဖြင့်လျှောက်ထားအပ်ပါတယ်လို့သိရပါတယ်။အဲ့ဒီစာရမှာပဲဆရာတော်ဘုရား၏ဟာဝမ်းမြောက်ကြည်နူးစွာနဲ့မိုးကုတ်မြို့မှာမြို့မြေတဘုံလူကြီးတွေကိုခေါ်ပြီးတိုင်ပင်ပါတယ်။ဆရာတော်နဲ့မိုးကုတ်မြို့ကတုတ်တန်ကျောင်းဆရာတော်ဦးကောတန်လာတို့ဥဆောင်ပြီးမြို့မြေတဘုံတရားဓမ္မတွေကိုစုစည်းတိုင်ပင်ညှိနှိုင်းပြီးတော့မှစိန်မှုတော်လူနာနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ကြပါတယ်။တေယိုကျွန်းကတရားဓမ္မတွေကိုလည်းဆောင်ရွက်ပေးပြီဖြစ်ပါကြောင်းဆရာတော်ဘုရားကြီးကစာတန်ကြားလိုက်ပါတယ်။အဲ့ဒီတုန်းကမိုးကုတ်မြို့မှာပါဝင်ပြီးဦးစီးဆောင်ရွက်ခဲ့ကြတဲ့တရားဓမ္မတွေကတော့ဦးဖိုးလုံးဦးလဲဦးတုတော်ဦးအိုဦးရင်မောင်ဦးလိုင်းဦးကြောက်လုံးဦးထွန်းဦးတိုးဦးကောင်းဦးဆိုင်ဟင်ဦးထွန်းမော်ဦးဝဦးတာထွန်းဦးချစ်ပေတို့ပဲဖြစ်ကြပါလေအဲ့ဒီမြို့မြေဘုံပုဂ္ဂိုလ်ကြီးတွေကမတည်ပြီးအခြားလူရှင်များမှလည်းလာရောက်လူတန်းခဲ့ကြရမှာရွှေငွေကြောက်တံပရမအမြောက်အများအလူခံရရှိခဲ့ကြပါတယ်အဲ့ဒီနောက်ဆရာတော်ဝိမလကလည်းညောင်လင်းပင်မြို့သို့ဆိုပါဖွဲ့ဝင်လူကြီးများနဲ့အတူတွားရောက်ပြီးတော့မှအလူခံခဲ့ကြရမှာညောင်လင်းပင်မြို့ကတရားဓမ္မတွေကလည်းရွှေငွေကြောက်တံပရမမြောက်များပါဝင်လူခံခဲ့ကြပါတယ်ရရှိလာတဲ့ယတနာတွေအားလုံးကိုစုပေါင်းပြီးအကောင်းဆုံးအထွတ်မြတ်ဆုံးသောစိတ်မှုတော်ကြီးကိုဖြစ်အောင်မိုးကုတ်မြို့မှာပဲပုံဖော်ခဲ့ကြပါတယ်စိတ်မှုတော်ရဲ့ထိပ်မှာ15ရည်ရှိတဲ့ပရမကြီးကတပွင့်အုပ်ပြီးပတ်ဝန်းကျင်မှာတော့9ကလပ်4ကလပ်နဲ့အသေးဆုံး3ကလပ်ရှိတဲ့ပရမပွင့်နေနဲ့ခြံရံထားပါတယ်ဒါကအဲ့ဒီပရမတွေကနီလာနဲ့တခြားသောကြောက်မြတ်ယတနာများဖြင့်ထပ်မံခြံရံထားပါတယ်စိတ်မှုတော်ရဲ့ကလပ်တော်ကြီးမှာစီကျဲထားတဲ့ယတနာတွေအားလုံးဟာပရမတန်စားတွေကြီးပဲဖြစ်ပါတယ်ကြောက်လုံးရဲ့အနေနဲ့ပရမ3628လုံးနီလာ900လုံးနောက်ထပ်9ပါးက9လုံးပိုင်းရင်ပြောင်းက12လုံးစုစုပေါင်း4350လုံးပဲဖြစ်ပါတယ်ရွှေအလေးချိန်နေတဲ့3မိသားဘောချိန်40တပိတ်ခွဲရှိပြီး
စိတ်မှုတော်ရဲ့၄ချိန်ကတော့12ဘစ်တစ်ခွဲရှိပါတယ်စိတ်မှုတော်ရဲ့ညာတော်ဟာ18လက်မှရှိပြီးလုံးမကတော့25လက်မှခွဲရှိပါတယ်ဗရမ ्या ကလတ်တော်ကြီးရဲ့ညာတော်ဟာ73လက်မှရှိပါတယ်ရွှေငွေကြောက်တံဗရမ ्या များစွာမုံမှန်ချေမုံလာတဲ့စိတ်မှုတော်ကြီးဟာတန်ဖိုးဖြတ်လို့မရနိုင်အောင်အဖိုးနဲ့ကထိုက်တန်လာပါလို့စိတ်မှုတော်ကြီးပြည့်စည်သွားတဲ့အခါမှာတေဟိုကိုအကြောင်းကြားလိုက်တဲ့အတွက်တေဟိုမှပင့်ဆောင်ရေးဆရာတော်ဥဝိနည်းလင်္ကာရကြွရတော်မူလာခဲ့ပါတယ်အဲနောက်ဆရာတော်ဥဝိမလတော်တော်ဆရာတော်ဥကောတန်လတေဟိုမှကြွရလာတဲ့ဆရာတော်ဥဝိနည်းလင်္ကာရတို့ဥဆောင်ပြီးဖြစ်မြောက်ရေးကောဘကအဖွဲ့ဝင်လူကြီးများနဲ့အတူစိတ်မှုတော်ကြီးကိုမုတ်ကုတ်မြို့မှာတပိတ်ချင်းတို့မော်တော်ယာဉ်များနဲ့ခမ်းနားစွာဖြင့်ပြည့်ဆောင်လာခဲ့ကြပါတယ်တပိတ်ချင်းကမှတဆင့်မေသင်ဘောနဲ့မန္တလေးမြို့ကောင်းဝင်စိတ်ကန်းကနေစိန်ပန်းရမှာရှိတဲ့ဝိဇာလင်္ကာရကျောင်းတိုက်တို့ကိုခမ်းနားဖြင့်ပြည့်ဆောင်ခဲ့ကြပါတယ်ဝိဇာလင်္ကာရကျောင်းတိုက်မှာတရက်အပူဇော်ကံထားရှိခဲ့ပါတယ်အဲဒီကမှတဆင့်ဗဟိုအမျိုးသားထက်တန်းကျောင်းကြီးယခုအမှတ်နဲ့ထက်တန်းကျောင်းတို့ပြည့်ဆောင်က3ရက်အပူဇော်ကံထားရှိခဲ့ပါတယ်အဲဒီကမှတဆင့်စိတ်မှုတော်ကြီးကိုရန်ကုန်မြို့သို့နေရတာဖြင့်ပြည့်ဆောင်ခဲ့ကြပါတယ်ရန်ကုန်မြို့သို့ရောက်မှာတော့ရွှေတကုံကုန်းတော်ပေါ်မှာကဲဝတ်စားမေတော်မူကမြို့သူမြို့သားများရဲ့အပူဇော်မှုကိုခံယူခဲ့ပါတယ်အဲဒီနောက်ဆရာတော်ဥဝိနည်းလင်္ကာရနဲ့ဆရာတော်ဥကောတန်လာတို့ဥဆောင်ပြီးမိုးကုတ်မြို့မှာအမှုဆောင်လူကြီးတို့ပါဝင်တဲ့စိတ်မှုတော်ကြီးကိုရန်ကုန်မြို့မှာနေပြီးပင်လယ်ကူးသင်္ဘောကြီးဖြင့်ပြည်ရင်းနိုင်ငံတေဟိုကျွန်းတို့ပင့်ဆောင်လာခဲ့ကြပါတယ်ဆရာတော်ဝိမလကတော့တေဟိုကျွန်းထိမလက်ဖြစ်ခဲ့ပါဘူးတေဟိုကျွန်းကတရားဓမ္မတွေကလည်းစိတ်မှုတော်ကြီးကိုအခမ်းအနားစီကတိုင်းမဲ့စွာနဲ့စီကျူခဲ့ကြပါတယ်အဲဒီနောက်မဟာစေတော်ကြီးအထိမြန်မာပြည်မှာကိုယ်စားလှယ်များဒါယကမများလိုက်ပါပို့ဆောင်လူဒန်းခဲ့ကြပါတယ်။မြောက်ရီရုံမြင့်တန်ကြားပြည်သက်များရှင်ဆရာတော်ဦးဝိမလဟာဒီကိုကျွန်းမှမဟာစေတော်ကြီးကိုစိန်ဖူးတော်တင်နိုင်ရန်ကျိုးပန်းဆောင်ရွက်မှုနဲ့အတူတခြားသောသာသနာတာဝန်များကိုလည်းတက်နိုင်တဲ့ဘက်ကနေပြီးစွမ်းစွမ်းတမန်ကျိုးပန်းထမ်းဆောင်တော်မူခဲ့ပါတယ်။ဗိဓမာညဝတက္ကသိုလ်ခေါ်ဆိုသလောက်ခေါင်ထိပ်ရောက်သားရဲ့လို့အမရပူရမြို့ကိုဂုံပြုတင်စားရတဲ့အထိညဝများကိုကျိုးပန်းအားထုတ်ပို့ချပေးခဲ့ပါတယ်။တရားတော်များများဟောကြားရမှာလဲဗိဓမာတရားတော်များကိုဟောကြားခြင်းပဋိစ္စသမုပ္ပတ်ကိုခြေခံပြီးသစ္စာတရားတော်များကိုကောင်းစွာရှင်းလင်းဟောကြားခြင်းတို့ကိုဆောင်ရွက်တော်မူခဲ့ပါတယ်။တရားတော်ကမတို့ယခုလက်ချီမိုးရှိခိုးနေတဲ့ခန္ဓာကဘယ်နှပါ၅ပါးတရားတော်ကမတို့ဝိညာဉ်နာယုတ်သာလယတနာဖတ်တာဝေဒနာဘယ်နှမျိုးပါလဲဒီ၅မျိုးရှိတယ်ဒီ၅မျိုးသည်တရားတော်ကမတို့အကြောင်းမရှိပဲပေါ်ပါမလားပေါ်ပါဘူးအဲ့တော့အကြောင်းတရားရှာကြစို့ဆိုတော့သူ့ရှိမှအဝိဇ္ဇာမရှိပေဘူးလားရှိပါဘူးအဝိဇ္ဇာဆိုတာဘာမသိတာတဲ့အဲ့သစ္စာမသိတဲ့ဘောကိုအဝိဇ္ဇာသည်အကန်းလို့မပြောပေဘူးလားဒါဖြင့်တရားတော်ကမတို့ဒါလေးရပါပါလေအဝိဇ္ဇာဒါလေးရပါပါလေအဝိဇ္ဇာသည်တရားတော်သစ္စာမသိတဲ့အကန်းဖြစ်သောကြောင့်သင်္ခါရလမ်းမသွားပြီဘူးလားဒါလေးရပါပါလေဒါဖြင့်အဝိဇ္ဇာအကန်းသင်္ခါရလမ်းသွားမှုကြောင့်တရားတော်ကမတို့ယခုမေသုပ္ပါမှာဝိညာဉ်ဆိုတဲ့ကြောက်ထဲမကြပြီဘူးလားဒါလေးရပါပါလေဝိညာဉ်ဝိညာဉ်ပဋိသန္ဓေကြောက်ထဲမကြပြီဘူးလားဒါယနေ့တကားတော့ဝိညာဉ်ရပြီးရင်နာယုတ်ရမရအဲ့ဒီနာယုတ်ဆိုတာအနာရတာနာယုတ်ဆိုတာဘာပါလဲတကားတော့ကမတို့အနာမရပြီဘူးလားအဲ့တော့နာယုတ်ပြီးတော့ဘာပါလဲသာလယတနာဘာပါလဲဒီသာလယတနာဆိုငမ်းမှန်းကြွတာလို့မပြောပြီဘူးသားသာလယတနာပြောဘာပါလဲဖတ်တာဒါလေးကဘာပါလဲဖတ်တာဆိုတာစူးထိုးတာလို့မပြောပေဘူးလားနောက်တကားရကမောက်တဆင်းကြည့်ကြဖတ်တာပြီးတော့ဘာပါလဲဝေဒနာဝေဒနာဆိုအနာမျိုးစုံရတယ်လို့မပြောပေဘူးလားတကားရကမောက်တရားဟောတရားနာနေခန္ဓာသည်ဝေဒနာဟုတ်မဟုတ်အနာမျိုးစုံနေမရပေဘူးလားအနာမျိုးစုံရတော့တကားရကမောက်တဏှာနဲ့ဆေးမရှာရဘူးလားဟောဒါလေးကဘာပါလဲတဏှာတော့ဆေးမရှာရဘူးလား
နောက်တစ်ခါဥပါဒံမလာပေဘူးလားဥပါဒံဆိုဆေးကိုဆွဲယူလိုက်တာဥပါဒံကဘာပါလဲဆွဲယူလိုက်ပြီးတော့နောက်တော့ကာမဘဝမလာပေဘူးလားကာမဘဝဆိုတာဆေးလိမ့်တာဘာပါလဲအဲ့တော့ဓမ္မကြည့်လိုက်တော့အင်္ဂါစန္ဒမရှိသလားမရှိဘူးလားပြန်ပြောကြည့်လိုက်ဝိဇ္ဇာသင်္ခါရဝိညာဉ်နာယောသာလယတနာဖာတာဝေရဏတဏှာဥပါဒံကာမဘဝနောက်ဇာတိဇာတိရပြီနော်ဇာတိရပြီဘာလာမလဲဇရာမရဏမရပြီဘူးလားကဲတရားဓမ္မဥစ္စဉ်တို့အဝိဇ္ဇာအကံသင်္ခါရလမ်းသွားခဲ့တဲ့အတွက်ကြောင့်ဝိညာဉ်ပဋိသန္ဓေကြောက်တယ်မကြပြီဘူးလားကြောက်တဲ့ကြတဲ့ဘုအနာရသလားမရဘူးလားအေးနာယုတ်ဆိုတော့အနာရတာပဲနာယုတ်ဆိုတာဘာပါလဲအနာရပြီဆိုတော့သာလယရဏငါးမနေကြွပြည်တယ်မတည့်ပြီဘူးလားအဲ့ဒီပြည်တည်ထားတဲ့ဘုကိုဘာသာစူးနဲ့ထိုးလိုက်မယ်ဆိုရင်ယောဂမျိုးစုံရမရအဲ့ဒီယောဂမျိုးစုံဝေဒနာလို့မပြောပြီဘူးလားအဲ့ဝေဒနာရှိတဲ့ဘောကိုသည်ပြောင်းချင်သလားမပြောင်းချင်ဘူးလားအဲ့ဒါပြောင်းချင်တော့ဘောကိုသည်ယနေ့တရားတော်ကမတို့တဏ္ဏနဲ့ဆေးရှာတာနဲ့ဉာဏ်နဲ့ဆေးရှာတာနှစ်မျိုးမှတ်လိုက်ပါနော်တဏ္ဏနဲ့ရှာမယ်ယူမယ်လိမ့်မယ်ဆိုလို့ရှိရင်ဇာတိဇရာမရဏပြန်မရပြီဘူးလားဉာဏ်နဲ့ရှာလို့ရှိရင်တရားတော်ကမတို့ဇာတိဇရာမရဏရပါဦးမလားဒါယခုဒီတရားဓမ္မတို့ဝိညာဏယုတ်သာလရဏဖသဝေရဏဘယ်နှမျိုးပါလဲ၅မျိုးမရှိပေဘူးလားဝိညာဉ်နာယုတ်သာလရဏဖသဝေရဏဘယ်နှမျိုးပါလဲ၅မျိုးပါသစ္စာပါလေအဲဒုက္ခသစ္စာအနာယောဂကြီးပြောင်းချင်သလားမပြောင်းချင်ဘူးလားခန္ဓာပြောင်းချင်တာလားအမြဲတမ်းပြောင်းချင်တာလားခန္ဓာချမ်းသာခြင်းလားထာဝရချမ်းသာခြင်းလားထာဝရချမ်းသာခြင်းတော့ဒီနှစ်အကွက်ထဲမှာတရားဓမ္မတို့ဘာနဲ့ရှာမလဲညာဆေးကိုဘာနဲ့ရှာမလဲတရားဓမ္မတို့တဏှာနဲ့ရှာရင်လဲမလားမလဲဘူးလားညာနဲ့ရှာရင်ပြမလားမပြဘူးလားဒါရည်ကိုငါတို့တရားဓမ္မတို့ပြန်စဉ်းစားအတိတ်တုန်းကအကန့်လန်းသွားခဲ့လို့ဒီအနာမျိုးစုံနေမရပြီဘူးလားရနောက်တော့ဒီအနာမျိုးစုံများလိုချင်သေးလားမလိုချင်ဒီထဲမှာဘာနဲ့ရှာမလဲညာအေးသစ္စာသိတဲ့ညာနဲ့မရှာရပြီဘူးလားသစ္စာသိတဲ့ညာနဲ့ရှာလိုက်တော့ဒီနှစ်အကွက်ခန္ဓာ၅ပါးဘာသစ္စာဟောဒုက္ခသစ္စာလို့မမြင်ပြီဘူးလားဒုက္ခသစ္စာလို့မြင်လိုက်တော့တရားရကောနောက်တော့ဒီခန္ဓာမျိုးလိုချင်သေးလားမလိုချင်တော့တဏှာသေးမသေးဥပါဒံချုံမချုံကံပြမပြကာမဘဝនិရောဓဇာတိនិရောဓဇရာမရဏនិရောဓဒုက္ခသိမသွားဘူးလားဒါရင်ငါတို့ဒီအတိတ်တုန်းကအကံလမ်းသွားခဲ့တဲ့ဝိဇ္ဇာအကံသင်္ခါရနဲ့မသွားခဲ့ပြီဘူးလားဘယ်တုန်းကတော့အတိတ်တုန်းကဘယ်တုန်းကပါလေအတိတ်တုန်းကလွန်ခဲ့ပြီစဉ်းစားမနေတဲ့တော့တဲ့ဒီခုဘိသုဘံတဲတဲ့မှာစဉ်းစားဖို့အရေးမကြီးပြီဘူးလားအဲ့ဒါဘိသုဘံတဲတဲ့နှစ်ခွဲတရားနာနေတဲ့ခန္ဓာဘာသစ္စာဒုက္ခသစ္စာလို့သိလိုက်တော့ဒီခန္ဓာမျိုးလိုချင်သေးလားမလိုချင်ဘူးဆိုတော့အဲ့ဒါတဏှာနဲ့ရှာတာလားဉာဏ်နဲ့ရှာတာလားဉာဏ်နဲ့ရှာလိုက်တော့ဖြစ်ပြပါသစ္စာမြင်အောင်ရှုတာကသေတာကနောင်ခန္ဓာမလာတာကသဘောပါဗလားဒီနေ့တော်ကြအောင်ဆိုနဲ့တက္ကရာ1300ပြည့်နှစ်ကိုရောက်ရှိခဲ့ပြီးဆရာတော်ဦးဝိမလကိုတော်တိုင်လည်းသက်တော်39နှစ်တိက္ခါတော်20ပြည့်ကမဟာထီးဆင်းဝင်လာခဲ့ပြီဖြစ်ပါတယ်။ဒီချိန်မှာပဲဒုတိယကမ္ဘာစစ်မီးကြီးကလည်းတောက်လောင်မှုရာမိကက်လာပြီဖြစ်လို့တိုင်းပြည်မငြိမ်မသက်ဖြစ်လာခဲ့ပါတယ်။တရားပွဲတွေမကျင်းပဖြစ်တော့ပဲဆရာတော်ဦးဝိမလလည်းတရားမဟောဖြစ်တော့ပဲရှိနေခဲ့ပါတယ်။ဒါပေမဲ့အမရပူရမြို့မှာတော့နေ့စဉ်စာဝါနှဝါကိုမပြတ်ပို့ချပေးနေကြပါတယ်။ဆရာတော်ဦးဝိမလဟာညဝပိုင်းဆိုင်ရာမာတိကာဓာရုကထာရမိုက်ပဋ္ဌာန်းတို့ကိုမပြတ်မလတ်ပို့ချပေးလျက်ရှိနေတယ်လို့မြမပြည်တောက်တလွားမှာစာတင်သားတန်ခါများဟာလည်းဝိုင်းဝန်းချစ်ကပ်မပြတ်တည်ယူနေတာကြောင့်မရပူရတစ်မျိုးလုံးဟာဗိဓမာညဝတန်တို့ဖြင့်ဖုံးလွှမ်းမြဲဖုံးလွှမ်းလျက်ရှိပါတော့လို့ရှင်တပည့်တော်တို့ပညာဝါဒ
အနုလောမဟေတုပစ္စည်းကိုစပြီးသင်ညရအောင်ပါဗျာကဲလိုက်ဆိုလိုက်သံယုတ်တဝါရကိုဟောတော်မူသည်ချားမဲ့၌ပညာဝါရကိုဟောတော်မူ၏သောပညာဝါရနဲ့တုံတော်လီယေစီအနုလုံးယေစီပိစနေယေစီအနုလောမပိစနေယေစီပိစနိယအနုလောမအားဖြင့်လေးပါးပြားရှိထိုလေးပါးတို့တွင်ယေစီအနုလုံးကိုရှေးဥစွာဟောတော်မူ၏ထိုယေစီအနုလုံး၌တုံတော်လီဝိပင်္ဂဝါရသင်္ချာဝါရအပြင်နှစ်ပါးပြားရှိ၏ထိုနှစ်ပါးတို့တွင်ဝိပင်္ဂဝါရကိုရှေးဥစွာဟောတော်မူ၏ထိုဝိပင်္ဂဝါရ၌တုံတော်လီဟေတုပစ္စည်းဝိပင်္ဂဝါရအစရှိသောအပြင်24ပါးပြားရှိထို24ပါးတို့တွင်ဟေတုပစ္စည်းဝိပင်္ဂဝါရကိုရှေးဥစွာဟောတော်မူ၏